ရှင်ကျမကနန်းကောင်ကြီးရဲ့ခြေထောက်ကိုယူသွားလို့ရမလားကျမတပည့်တွေကလူမဟုတ်တဲ့မကောင်းဆိုးဝါးကောင်တွေကဝိုင်းပိတ်ထားတာတစ်နှစ်နီးပါးရှိနေပြီးမကြခင်မခံနိုင်တော့ပါဘူးအသေးစိတ်ပြောကြည့်ပါလို့ကြားရတဲ့ချင်းဟန်ကလေးစားစွာနဲ့အဖြစ်ပြက်အားလုံးကိုပြောပြလိုက်တဲ့အမှန်တရားကတော့သူ့ဆရာကဒီတဲမြေပြင်မှာမိုးကြိုးကိုင်းဆိုတဲ့ဘာသာရေးအဖွဲ့တစ်ခုတည်ထောင်ခဲ့တယ်တနှစ်တုန်းကအရင်ကမထိခိုက်မိတဲ့မကောင်းဆိုးဝါးကောင်တွေဟာအကြီးအကျယ်တိုက်ခိုက်လာခဲ့ပြီးမိုးကြိုးကိုင်းကိုအကုန်နီးပဖြက်စီးလိုက်နိုင်ခဲ့တဲ့ကံကောင်းတာကတဲပြိုင်မှာရှိတဲ့အခြားအဖွဲ့တွေကလာရောက်ကူညီပြီးတိုက်ခိုက်မှုကိုထိန်းထားနိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီမကောင်းဆိုးဝါးကောင်တွေကမဟာဗျူဟာပြောင်းလိုက်ပြီးမိုးကြိုးကိုင်းကိုလုံးဝဝိုင်းပိတ်ထားပြီးအရင်မြစ်တွေဝင်မလာအောင်တားဆီးလိုက်တဲ့ရည်ရွယ်ချက်ကတော့အဖွဲ့ကိုငတ်တေစေဖို့ပဲ။မိုးကြိုးကိုင်းကိုတော့အကူအညီသွားတောင်းဖို့လွှတ်လိုက်တာဖြစ်ပြီးမအောင်မြင်ခဲ့ရင်တော့အနည်းဆုံးပစ္စည်းနည်းငယ်ပြန်ယူလာရမယ်သူရှင်းပြချက်ကိုနားထောင်ပြီးကျွန်တော်လည်းအရာအလုံးနားလည်သွားတယ်ယူသွားလိုက်ပါမလုံလောက်ရင်ငါစီမှာထက်ရှိသေးတယ်လုံလောက်ပါတယ်ဒီကနန်းကောင်ရဲ့အသားကဝိညာဉ်တက်ပြေးဝပြီးကိုခန္ဓာကိုအားတိုးစေတဲ့တန်ဖိုးရှိတဲ့ဈေးနဲ့တောင်ရှင်းလို့ရတယ်ဒီအသားကြီးနဲ့တင်ကျွန်တော်တို့မကောင်းဆိုးဝါးကောင်တွေကိုပြန်တိုက်နိုင်ပါပြီမိုးကြိုးကိုင်းကအမတ်သားတွေထိုးထားတဲ့တူလောင်အိတ်တစ်လုံးထုတ်ပြီးကနန်းကြီးရဲ့ခြေထောက်ကိုလှုပ်လိုက်တာနဲ့တခါတည်းပျောက်သွားပြီးအိတ်ထဲဝင်သွားတဲ့အားပြည့်သွားပြီးအိတ်ထဲနေရသေးလို့နဲ့နောက်ထပ်နည်းနည်းယူပြီးစားချင်တာပဲအရှင်ကျမပြန်သွားတော့မယ်အရှင်လိုက်ကြည့်ချင်လားငါမှလှုပ်เสียရှိသေးတယ်နောက်မှပြောမယ်ဒါဆိုကျွန်တော်မှအရင်ထွက်ပါပြီအရှင်ကိုမိုးကြိုးကိုင်းကိုအမြဲတမ်းကြိုဆိုပါတယ်ဒီလိုပြောပြီးချင်းဟန်ကမြန်တဲ့တပြန့်ကိုစီဘီတဲမြေပေါ်ကနေပြန်သွားခဲ့တယ်ကျွန်တော်ကတော့မှန်ပုံးကိုအပြင်ကနေချင်းဟန်ကိုကြည့်နေတဲ့သူလှုပ်ရှားတယ်လို့မှန်ပုံးအတွင်းကမြင်ကွင်းလဲပြောင်းလဲသွားတယ်ဒါပေမဲ့အမြဲတမ်းချင်းဟန်ကိုဗဟိုထားနေတဲ့တစ်ဖက်မှာတော့မိုးကြိုးတော်အောက်မှာအမှောင်ရိပ်တွေများစွာကမိုးကြိုးကိုင်းကိုဝိုင်းပိတ်ထားပြီးတောင်ပတ်လည်မှာအလင်းအောင်တွေလင်းလက်နေတဲ့တခါတရံလျက်စစ်လဲထိုးလျက်ရှိတယ်ဒါဟာမိုးကြိုးကိုင်းရဲ့ကာကွယ်ရေးစနစ်ဖြစ်တဲ့မကောင်းဆိုးဝါးကောင်တွေကတိုက်ခိုက်ပြီးမဖြတ်နိုင်လို့အခုလိုဝိုင်းပိတ်ပြီးအချိန်ဆွဲနေကြတာပါအလဲစခန်းမှာတော့လူခန္ဓာရှိတဲ့ဝင်းပွလွေကောင်တကောင်စိတ်လှုပ်ရှားစွာစောင့်နေတဲ့သူကတော့ခေါင်းဆောင်ဝူဟန်ဖြစ်တဲ့အစကတည်းကပြောခဲ့တဲ့ဒီတဲမြေမှာအရင်အမြင့်နေပြီးသားလူတွေနဲ့တောင်တိုက်နေသေးတယ်အားလုံးပဲဆင်းရဲသားတွေပါလူတွေကိုလူယူပြီးဘာမှမချမ်းသာနိုင်ဘူးဒီလိုဆက်သွားရင်လူတွေခံနိုင်မခံနိုင်မသိဘူးဒါပေမဲ့ကျွန်တော်တို့မကောင်းဆိုးဝါးကောင်တွေတေချာပင်ပန်းသွားမယ်ဒီအချိန်မှာစခန်းအလယ်မှာအသက်ကြီးသူတယောက်ပေါ်လာတယ်ဘာကြောင့်မတိုက်သေးတာလဲအရှင်သူတို့ရဲ့ကာကွယ်ရေးစနစ်အရန်ခိုင်မာလို့မဖြစ်နိုင်ပါဘူးဒါကြောင့်ပဲအချိန်ဆွဲနေကြတာပါမတိုက်ချင်တာမဟုတ်ဘူးလားသူ့ရဲ့အားကြီးတဲ့ဖိအားကြောင့်ပတ်ဝန်းကျင်ကလူတဝက်ကောင်တွေအားလုံးမရှူနိုင်တော့အောင်ဖြစ်သွားတဲ့ဝင်းကြောင်အဆင့်ကြီးကဲဒီလိုနေရာကိုဘယ်လိုရောက်လာတာလဲအရှင်စိတ်မဆိုးပါနဲ့အခြားဖွဲ့တွေကကျွန်တော်တို့မိုးကြိုးကိုင်းကိုဖျက်ပြီးနောက်သူတို့ကိုဆက်တိုက်မဲ့ထင်လို့ကြောက်လို့အခုအားလုံးစုပေါင်းပြီးကျွန်တော်တို့ကိုစန့်ကျင်နေကြပါတယ်အဖွဲ့တွေကတေးပေမဲ့စုပေါင်းလိုက်ရင်အားရင်ကြီးပါတယ်ဟာအုပ်စုမရှိတဲ့လူတွေပါပဲဘာမှမဖြစ်ပါဘူးအထက်ပိုင်းအကြီးကဲဘက်ကအချိန်နေတည်ငြိမ်သွားပြီးအခုဒီမနာခံတဲ့ကောင်တွေကိုကိုင်းတွေ့ခြင်းရောက်ပြီ